Hello Lolly လည်းမတင်နာကြပြီဆိုတော့ဒါကမိသားစုလေးနဲ့အတူပေါ့နော်ခီးသွားခဲ့တာလေးတွေကိုရိုက်ထားဖြစ်ပါတယ်။လမ်းတစ်လျှောက်လုံးကကျတော့ပြင်းစရာကောင်းတော့ပေါ့နော်မရိုက်ခဲ့တော့ဘူးကြောက်စဲဦးနေ့နေ့လေတနိုင်လောက်မှရောက်ပြီးတော့ရွှေမြန်မာမှာတမင်းဝင်စားကြတယ်။ပြီးတော့လူကြီးကျမကြီးမကောင်းလို့ပေါ့နော်ဖျားဝင်ပူပြီးတော့ခီးဆက်သွားခဲ့ပါတယ်။3နာရီကျော်4နာရီပတ်ဝန်းကျင်လောက်မှာပြင်ဦးလေးကိုပေါ့နော်စပြီးတော့တက်လာခဲ့ပါတယ်။ရောက်ပြီဆိုတာနဲ့စိတ်တည်ငြိမ်နေရတာမှာပေါ့နော်လမ်းဆန်းပြီးတော့အရန်ကိုပေါ့နော်ပျော်သွားပါတယ်။ဒါကနှစ်စီးထွက်လာတာကြရတို့စီရဲ့ကားအရုံးဆုံးပေါ့နော်ရောက်လာတော့စောင့်နေတာပြီးတော့နောက်ကားလေးလိုက်လာတဲ့တဲမဲ့အိမ်လေးပေါ့နော်ဒီကားတော့အိမ်လေးကိုချဲထားတာဖြစ်ပါတယ်။ဒီသားဆိုလည်းများတာဖြစ်တာကြောင့်ချက်စားဖို့ပေါ့နော်ပြပြပပတော့ဖို့ဆိုပြီးတော့အိမ်ကုန်းကဖြစ်ပါတယ်။အိမ်ကြီးကလည်းအခြေကြီးပါအပေါ်တက်တော့ပန်းရောင်ခန်းလေးပေါ့နော်အပန်းရောင်ခန်းလေးဆိုတော့ဝင်လိုက်တာနဲ့ဝင်းနေရောအဲ့ခန်းမှာပထမနေဖို့စဉ်းစားထားပြီးမယ်အောက်ထက်ကကလာအိုကေခန်းမှာတော့ကလာအိုကေခန်းမှာပဲနေဖြစ်သွားပါတယ်ခန်းကကျတော့3ခန်းပါတယ်အောက်ထက်ကခန်းကလည်းအကျယ်ကြီးပဲအပေါ်တက်တွေ2ခန်းကလည်းတော်တော်ကျယ်ပါတယ်ဒီအခန်းပြောင်းလေးကကျတော့အော်ချီလိုအာချီလိုနေရမယ့်အခန်းလေးဖြစ်ပါတယ်ထိုင်စရာအေးဒါမိုက်တယ်ဟယ်လိုကလာအိုကေလဲဆိုလို့ရပါတယ်ကျမတို့ညကျရင်ချင်းဆိုပါမယ်ကျမတို့ဟင်းချက်ဖို့ဆိုရင်ရင်းနှီးအကြီးရော3မိနစ်အိုရီရောဒန်နီအိုရီရောခမေးပေါင်းအိုရီကအစားပေါ့နော်အကုန်ထားပေးထားတယ်အရှိကမ်းမှာဆိုလဲဟီတာလေးလည်းပါပါတယ်ရေဘူးရေအေးရတော့ဘယ်နေရာပဲတတ်ပေါ့နော်ပကံမက်ဆီပါပဲစီရေဘူးရေအေးလည်းရတယ်ဆိုလာလေးလည်းထားပေးထားပါတယ်တော့ gas over ပေါ့နော်လိုအပ်မယ်ဆိုပြီးယူလာတာဘာမှမလိုအပ်တော့ပဲပေါ့နော်အကုန်ပြည့်စုံပါတယ်ထားပေးတာအဲ့မှာစောက်တဲ့ဦးလေးဆိုရင်ပေါ့နော်ခဏဘာလိုအပ်သေးလဲဘာလိုအပ်သေးလဲအမြဲလာမေးပါတယ်အဲ့ညမှာတော့အရင်ပင်ပန်းပြီးတော့စားတော့ပြီးတော့အိတ်သားချက်ပါတယ်နောက်မနေ့ရောက်တော့အဲ့ရဦးလေးကခေါ်ပုတ်လေးကိုပေါ့နော်ကင်ပေးထားပါတယ်မနေ့စာတော့ခေါ်ပုတ်ကင်လေးအိမ်ကအကိုကြော်ပြီးရဲ့ကြော်စင်ကြော်လေးစားပြီးတော့ရှောက်လေဖို့အတွက် ready လုပ်ထားပါတယ်အားလုံးစားတော့လို့ပြီးရင်ပေါ့နော်ပထမတစ်ခေါက်ကပကံသွားပြီးတော့ပြုံးလေးတက်တော့ကဘေးမှမသွားခဲ့ရတယ်ပေါ့နော်ပွဲကောက်ရီတကူမကြည့်ပွဲနှွဲဖို့အတွက်ထပ်ပြီးတော့သွားလိုက်ပါတယ်ဘယ်နေရာသွားလေတခုခုကိုထူချလိုက်ရမှာအဲ့ဒီကလည်း7စီးပြောင်းမဲလူတွေမှာအများကြီးမောင်ဆုံးအနေနဲ့မန္တလာဝင်ဖို့ဆိုရင်မန္တလာကိုသွားကြပါတယ်ဖနက်အဆုထဲတော့လဲမှာဖနှောက်ကြီးပေါ်အောင်ဆွတ်တဲ့သူနဲ့အိတ်ကြီးကိုပေးတဲ့ဟာကိုပြေးအောင်ဆွတ်တဲ့လူနဲ့တောက်ဖက်နဲ့ပါလို့ချီပလာသွားတဲ့သူနဲ့အခွေကရီးနေအောင်လုံနေနော်အလားအိမ်မှာစပဲအကြီးဆုံးအကိုကြီးကနေစပြီးတော့ကြောက်ပြပါတယ်မကိုကြီးဘယ်နဲ့ကြီးရတခုလဲပေါ့ကျောင်းနေတဲ့သားမီး2ယောက်ရှိမှမော်ဒယ်လေးတစ်ဖြတ်ဝင်ပြီးတော့နောက်သွားပါတယ်တိုက်ကားကတော့လေဘယ်နေရာရောက်တိုက်ကားမောင်းချင်တယ်ကားမမောင်းတတ်သေးလို့လားမသိဘူးတိုက်ကားဆေးပြီးအပြန်လူတွေပျောက်သွားပါတယ်ကြည်ရဘယ်ဟုတ်မလဲကလေးကလားနဲ့မချီယုံမြင်းကိုခွာစီးနေကြတယ်အဲ့ဒီကတော့တကယ်အမတ်တရားပဲပေါ့အရန်လဲရီရတယ်ကလီယာတို့ကတော့မူးလို့ဆိုရင်မစီးဘူးတပုတ်ရိုက်မယ်ဆိုပြီးတော့အမနဲ့တူပေါ့နော်သွားပြီးတော့တပုတ်ရိုက်တဲ့အချိန်မှာသူရိုက်နေတော့မှရှိသေးတယ်အဲ့ဒါကြီးကလဲဝါအမပါသွားတော့အမခိုးစီးခဲ့ပါတယ်ကဲအားလုံးလဲပေါ့နော်အမြင့်ကြောက်လို့ဆိုပြီးဝိုင်းလောင်ကြရတယ်ကေပဲစီးမယ်ဆိုပြီးတော့သွားပြန်လုံးဝအားခဲ့ပြီးတော့ဖြတ်လိုက်တာအသွားတစ်ချောင်းပဲရခဲ့ပါတယ်ကြောက်လုံးလေလုံးဝစကားလည်းမပြောနိုင်ဘူးနေရောက်သားပေါ့နော်ဗီဒီယိုတော့ကောင်းကောင်းမရိုက်နိုင်ခဲ့ပါဘူးအမှရုပ်ကိုယ်တာကြည့်လိုက်တော့ပွဲကောက်ရီကမှာတော့တပုတ်ပညာရိုက်ပြီးရနဲ့အိမ်ပြန်လိုက်ပါတယ်ရှင်ခုဆိုရင်တော့ကျမတို့ကန်တော်ကြီးကိုသွားနေပါပြီရှင်ရူဘီမက်ဒီစနာကြီးဖွင့်လဲလေတစ်ခေါက်လာအောင်မယ်အဲ့ဒါကြီးတော်တော်အကြီးပဲလို့ကြီးမသွားပဲနဲ့ဒီ Governor House ကိုပေါ့နော်ခါမမြောက်ဘူးနဲ့သွားဖြစ်ခဲ့ပါတယ်အဲ့ဒီအမတ်တရားတော့တကယ်မနဲ့တည်းကလွဲရဆိုတော့
ညထီကိုပေါ့နော်ငိုပွဲပါဆင်လိုက်ရတဲ့အထိပါပြင်ဦးလေမှာပေါ့ဒီ governor ဟောက်ကြီးကဝင်လိုက်တာနဲ့ဟိုလို့ပေါ့နော်ကျောင်းမဖွယ်ကြီးပေါ့နော်အဲ့လိုမျိုးတစ်ခါမှလည်းမရောက်ဘူးတော့ပေါ့နော်ပထမဆုံးရောက်ခဲ့တဲ့နေလေးပါအပေါ်တက်မှာတက်ပုတ်တွေပါရိုက်ပြီးသွားတော့အဲ့မှာအောက်တက်မှာပေါ့နော်ဒီရေကူးကံပတ်တွေပါလဲတွားရိုက်လိုက်တယ်အဲ့ချိန်ကြီးကိုမိသားစုတွေနဲ့အတူတူရှိနေသေးရပေါ့နော်အနောက်ဖွေးလဲထွက်သွားပြီးရောအမှတန်နစ်ကွင်းတွေပါနားလဲရောက်သွားရောကလီယာရဲ့မိသားစုတွေကပေါ့နောက်အိမ်တစ်လုံးတည်းကိုသွားပြီးတော့ကြည်နေအောင်ကလီယာလုံးဝပြီးခဲ့ဘူးပေါ့နော်သူတို့ကားပေါ်ရောက်ပြီးငါ့ကိုစောင့်နေရပဲဆိုပြီးလိုက်ရှာတဲ့ကားပေါ်မှာရှိတယ်ကတော့နေရှိရပေါ့နော်လိုက်ရှာတဲ့အချိန်မှာနည်းနည်းမှောင်နေရောပေါ့နော်လုံးဝအုံနောက်ထဲမှာအတွေ့ရငါရဲ့မိသားစုကိုကြည့်အိမ်ရပေါ့နော်ဖျောက်ပစ်လိုက်ပြီဆိုရဲအတွေးကိစ္စနဲ့ပဲငိုခဲ့ပါတယ်အဲကြောက်တဲ့တဲမှာပါတော့ပေါ့နော်light offer ရှာနေတဲ့အချိန်မှာreception အကောင်မလေးတွေရောဘယ်သူမှပေါ့နော်မတွေ့ဘူးအကြီးကဧည့်သည်လည်းလုံးဝမတွေ့တိတ်ဆိတ်နေရဆိုတော့လုံးဝကြောက်ပြီးတော့ပေါ့နော်ငိုပွဲဆင်ခဲ့ရပါတယ်ဒီဥတို့ကလည်းကိုယ့်ဘက်ကမပါဘူးပေါ့နော်ပျောက်သွားလို့လိုက်ရှာတဲ့အချိန်ကမိုးအပွားတဲ့အချိန်နဲ့တော့တိုးပြီးတော့တော်တော်ညနေဆောင်နေပြီထင်ပြီးတော့ပေါ့နော်တော်တော်ကြောက်ခဲ့ရတော့အိမ်ပြန်လာတဲ့အချိန်မှာအန်ဒီစီကစီးတောက်ပြီးတော့ပေါ့နော်အိတ်လိုက်ရတဲ့အချိန်ကြီးထိပါပဲပြန်စိတ်ပြေလက်ပြောက်ဆိုပြီးတော့တရုတ်ဘူကြောင့်မှအင်ကြီးတွေအကုန်လိုက်ဝတ်ပေးရှာပါတယ်အကုန်လုံးအခုဆိုရင်တော့ရေဦးလေးရှောက်နေတဲ့ day 1 day 2လေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီရှင်။နောက်ရက်ဒီမှာပေါ့နော်ဘယ်တွေသွားခဲ့ဗာရိုက်ခဲ့လဲဆိုရင်အလီကိုလည်းဆက်ပြီးတော့ကြည့်ပေးပါအောင်ရှင်။နောက်ဗီဒီယိုလေးမှာတွေ့ပါမယ်။ကလေးကိုလည်းအားပေးကြပါအောင်ရှင်။ Bye bye ။အခုဒီတော့မရရဘူးလေ။အေးဒီမှာဒီမှာ။အေးမှာရ။ဘုံဘုံလေးကတည်းကကြည့်လာတယ်။